ခုရှင်ဒီ eyeshadow တွေကိုဒီလိုတွေဆွဲနေတော့မယ်လားဒီလိုတွေဆွဲတဲ့ညီကကိုမတိသေးခင်မှာလှတယ်လို့ထင်ရပေမဲ့2025မှာတော့ဒီထပ်ပို့ပြီးလှစီမဲ့ညီလေးရှိလာပြီနော်ဒါဆိုလို့ရှိရင်ပြောင်းပြကြည့်ရအောင် eyeshadow shade brush လေးလိုမယ်ပြီးလို့ရှိရင် eyeshadow palette လေးလိုမယ်ဒီထဲမှာအနုဆုံးအရာကိုအရင်ဆုံးယူလိုက်မယ်ယူပြီးရင်တစ်ချက်မျက်စိရဲ့ element တွေစမှတ်မယ်ပြီးရင်အရှိကိုဖြန့်ပြီးရင်အနောက်ကိုဖြန့်ဒီအပေါ်ထိမရဘူး element ထိပဲဖြန့်မယ်နော်ဒီထဲကအရင်ဆုံးအရာကိုယူမယ်တစ်ချက်ဒီတောင်လေးကိုမှတ်ပြီးတော့မှစဝိုင်းပုံစံလေးမှတ်မယ်မှတ်ပြီးဖြန့်မိမယ်နော်မျက်စံအလယ်မှတ်ထိပဲဖြန့်မယ်ပြီးရင်မျက်ခွန်အောင်တောင်လေးကိုလည်းဖြန့်မိမယ်ဂလစ်တာလေးကိုယူပြီးတော့မှအလယ်မှတ်လေးကိုဖြန့်ပြီးမယ်နော်ပြီးရင်တော့ဒီအရှိလေးအတွက်နည်းနည်းလေးလက်လေးထုတ်လိုက်မယ်eyeliner ဆွဲတဲ့အခါမှာ eyeliner လောကမဆွဲတတ်တဲ့လူတွေအတွက်ဒီလို brush လေးဆောင်းထားပါ spray လေးအရင်ဆုံးဖြန်းလိုက်မယ်နော်ဒီ eyeshadow ထဲမှာရှိတဲ့အညွန့်ရောင်လေးကိုယူမယ်ပြီးခါချောင်းဒီမျက်ခွန်ရဲ့အရစ်လေးရှိမယ်အရစ်လေးကိုအမတ်လေးပဲဒီလိုလေးပေးလိုက်အရာလေးပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ eyeshadow အရာလေးဖြစ်သွားပြီပေါ့နော်အရာလေးကိုပဲဆွဲပေးလိုက်မယ်နော်eyeliner စုပ်တန်လေးနဲ့အမှတ်ပေးထားတဲ့အရာလေးတိုင်းပဲဆွဲလိုက်တယ်ဒါဆိုလို့ရှိရင်တဘာဝဆန်ပြီးပြလေးနဲ့လာတော့ပြီနော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်လဲဒီလိုအနောက်ဘက်ရေးရတဲ့ဆိုင်နဲ့ဗီဒီယိုလေးအများနဲ့တင်ပေးနေရဖြစ်လို့အကောင့်လေးကို follow လေးလို့အသေးလေးပေးသွားခဲ့နော်